မင်္ဂလာပါခင်ဗျာတရားရှိလ2026ခုနှစ်ခုနှစ်သားသမီးများအတွက်တပတ်စာဟောကြားများကိုတင်ပြပေးပါမယ်ဒီတစ်ပတ်မှာတင်းနှင်းကနေသားသမီးများအလောက်ကိုင်းရောင်းဝင်များကောင်းမွန်ပါလိမ့်မယ်အရှိရနောက်တောင်ရက်ကဂျာသာပရိသားသမီးများရဲ့အကူအညီလည်းရတတ်ပါတယ်ဗျာအဲ့ဒီရက်ကပဲဂျာသာပရိသားမိတ်ဆွေတွေများလည်းထမှန်တူပွားရရှိနိုင်ပါတယ်ဘုံမြေပဲမျိုးစုံရောင်းဝယ်လုပ်ငန်းများလက်လာပါတိုးပွားစီပါလိမ့်မယ်ဗျငွေရပစ္စည်းများကြောင့်အကျိုးမြတ်ဖြစ်ထွန်းပါလိမ့်မယ်ချိုးတဲ့ရတာကိုကျမ်းမာရေးအတွက်စားသုံးပေးပါအလုပ်ကိစ္စဆောင်ရွက်ရန်ဆိုလို့ရှိရင်အပြည့်အဝဝတ်စုံကိုဝတ်ဆင်ခြင်းဖြင့်ဘုံမအကျိုးရှိလာပါလိမ့်မယ်စေခွန်မင်းကောင်းများရဲ့အကူအညီများကိုရရှိတယ်လို့ဆွေခွန်မင်းကောင်းများလည်းအသစ်များထပ်မံရရှိလာပါလိမ့်မယ်ဆိုရဝန်ထမ်းအကြီးအကဲများရဲ့အကူအညီလည်းရရှိနိုင်တယ်လို့အိမ်တော်ရေးလည်းကောင်းမွန်သားရပါလိမ့်မယ်ဗုဒ္ဓဟူနံကုန်ပစ္စည်းများရောင်းဝယ်များကိုတော့တတိထလုပ်ကင်ပေးပါဗျာရရယာအနေနဲ့ကတော့ဘုရားကိုပဲနံပြကတ်လူပူဇော်ပေးပါတနင်္လာနေ့သားသမီးများဒီတစ်ပတ်မှာတော့တောင်ရက်ကဗုဒ္ဓဟူသားသမီးများရဲ့အကူအညီရရပါတယ်ဗျာယရနာမျိုးစုံစီချေထားတဲ့လက်ဝတ်ယရနာရောင်းဝယ်ခြင်းနဲ့အဆင်ပြေအောင်မြင်လာပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာတွေကြုံတတ်ပါတယ်ငွေချေပေးတာတွေအာမခံပေးတာတွေကိုတော့ရှောင်ပေးပါဗျလုပ်ငန်းတိုးချဲ့ခြင်းတော့မလုပ်ပါနဲ့ဟုတ်အိမ်အောင်မှာတန်တူတန်သားတွေရှိရင်လည်းဖယ်ရှားပေးလိုက်ပါစိတ်လဲတဲ့အယောင်ကိုဝတ်ဆင်ပေးလိုက်ပါဗျချင်ခါတဲ့အရာတာကိုဦးစားပေးစားသုံးပေးပါသားသမီးများထံမှလည်းအထောက်ပံ့များရရပါတယ်မြောက်ရက်ကိုခီးသွားဆင်ញင်ပေးပါအိမ်တော်ရေးအခြေရေးစင်မပြေဖြစ်တတ်ပါတယ်ဗျအယုတ်နဲ့ပတ်သက်ပြီးကျမကြီးယူဆိုင်ပါအရာသာအနေနဲ့ကတော့ချင်ကားတဲ့အရာသာကိုမြှဝဲပေးပါအိမ်တော်ရေးအခြေရေးအစင်မပြေဖြစ်တတ်ပါတယ်ဗျရရယာအနေနဲ့ကတော့မြတ်စွာဘုရားကိုအလင်းနိုင်ကတ်လူပူဇော်ပေးပါဗျအင်္ဂါသားသမီးများဒီတစ်ပတ်မှာမိမိရဲ့မိတ်ဆွေတို့မိတ်ဆွေရောင်များအနီးနားမှာရောက်နေတာကိုသတိထားပေးပါလူရင်းလို့ထင်ရတဲ့သူများကကလိန်ကကြစ်နဲ့လိန်လည်မှုတွေလှုပ်လာနိုင်ပါတယ်ဗျအလုပ်ကိုင်းနေနဲ့တော့ဗုဒ္ဓဟူနံကလွဲလို့အခြားလုပ်ငန်းများကိုလုပ်ကိုင်းမယ်ဆိုလို့ရှိရင်ချင်းချင်းလုပ်ပါဗုဒ္ဓဟူနံပစ္စည်းများရောင်းဝယ်ရတော့အကျိုးပေးဖြစ်ထွန်းပါလိမ့်မယ်ခင်ဗျဒီဘက်မှာမိတ်ဆွေတွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်ပစ္စည်းလက်လာပါဝင်ကိန်းရှိပါတယ်ရရယာအနေနဲ့တော့ဘုရားကိုခေပန်းကတ်လူပေးတာအကောင်းတွေပုံမကောင်းအောင်အဆိုးတွေပယ်ပြောက်သွားဖို့အတွက်တောင်ဘက်အရက်ကိုသွားပြီးတော့ခေါင်းလျှော်တဲ့အချိန်မှာခေပန်းကိုခေါင်းမှာပန်ပြီးတော့ခေပန်းကိုလည်းခေါင်းမှာအမြဲတမ်းပန်ဆင်ထားပေးပါဗျာဘုရားသားသမီးများဒီတစ်ပတ်မှာအလွန်ကံကောင်းတဲ့နေ့ဖြစ်ပါတစ်ပတ်ဖြစ်ပါတယ်မိမိဖြစ်ခြင်းတဲ့ဆန္ဒတွေအောင်မြင်ပါလိမ့်မယ်တနင်္ဂနွေနာအတိုက်ခံများပေါ်လာတတ်တော်လဲအောင်မြင်နဲ့အနိုင်ယူဖြည့်ရှင်းပေးပါလိမ့်မယ်ဗျအနောက်မြောက်တောင်ရက်ကတနင်္လာနံပစ္စည်းများဝင်လာခဲ့ရင်တော့တေချာပေါအကျိုးပြုမှာဖြစ်ပါတယ်ဖြူပွေးတဲ့အယောင်ကိုဝတ်ဆင်ပေးပါမြောက်ရက်မှလွဲ၍ကြံရက်များကိုခီးသွားလို့အဆင်ပြေပါတယ်ဗျအိမ်တော်ရေးချီရေးပုံမှန်နေထားပါကျမကြီးကတော့အယိုးနဲ့ပတ်သက်တဲ့ထိခိုက်မှုများမဖြစ်အောင်သတိရှိလေးနဲ့နေထိုင်ပေးပါခီးသွားခြင်းအလုတ်ကိုင်းလုပ်ခြင်းတွေမှာအနှောက်အယှက်ကင်းနဲ့လုံနိုင်မှုရန်အတွက်ကအိမ်မြောက်ဘက်ကမြေမိုးမောင်နေတာရှိရင်ဖြည့်ညှိပေးလိုက်ပါအလုံးအချင်းပြေအောင်မြင်သွားပါလိမ့်မယ်ရရယာအနေနဲ့ကတော့ဖျားကိုခီးပန်းလှူဒန်းပေးပါဗျာဇာတာပရိသတ်သမီးများကတော့မင်းဆိုရာဇာမင်းမှုတန်အကြီးကဲတို့ရဲ့လက်လာပါများရရှိတတ်ပါတယ်တနင်္ဂနွေနေ့အယောင်ဝယ်အောင်မြင်ဖြစ်ထွန်းပါလိမ့်မယ်ဗျဝတ်ဆင်နေတဲ့အယောင်ကညီရွှေရောင်ကိုဝတ်ဆင်ပေးပါဆက်တဲ့ရတာကိုမှီဝဲပေးပါဗျစိတ်တည်ငြိမ်မှုနဲ့အလုပ်ကိုင်အောင်မြင်ပါမယ်စိတ်ကိုစုစည်းဖြစ်အောင်ကြိုးစားလှုပ်ဆောင်ပါအိမ်တော်ရေးကောင်းမွန်သားရပါလိမ့်မယ်အလုံးစုံဆင်ပြေဖို့ရာအတွက်ကတော့အိမ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ကျင်းငယ်များရှိရင်ဖုတ်ပေးလိုက်ပါဗျရရယာကတော့ဖះကိုပုံကျွန်းလှူဒန်းပေးပါတောက်ကြသားသမီးများ
ဒီတစ်ပတ်မှာစိတ်တော့ကရောက်တတ်ပါတယ်ငွေကြေးကိစ္စကိုသတိထားပေးပါဗျမြောက်ရက်ကတနင်္ဂနွေနံကုန်ပစ္စည်းများအဆင်ပြေပြေနဲ့ဝင်လာနိုင်ပါတယ်မိတ်ဆွေပေါင်းသင်းများရဲ့အကူအညီလည်းရရှိနိုင်ပါတယ်အင်္ဂါနံပစ္စည်းအယောင်းဝယ်လုပ်ပါဗျဒီတစ်ပတ်မှာတတ်နိုင်ဆုံးတော့လုပ်ငန်းမချစ်ထွက်မှာနဲ့ညီရွှေရောင်းကိုဝတ်ဆင်ပေးပါဗျချင်ခါတဲ့အရာသာကိုမှီဝဲပြီးတော့အိမ်တော်ရဲ့ချီရေးတာရပါလိမ့်မယ်အစိုးရရောပါစေဖို့အတွက်အနောက်မြောက်တော့ကတင်းလာနံပစ္စည်းများကိုဖယ်ရှားပေးလိုက်ပါဗျရရအနေနဲ့ကတော့ဖျားမှာခရီးပန်းသို့မဟုတ်ပုံပန်းရတမျိုးမျိုးလူရန်ပေးပါဗျစနေသားသမီးများဒီတစ်ပတ်မှာစိတ်ထက်တနှုံနဲ့ဒေါသတွေမကြည်နက်တာတွေနဲ့ပူလောင်နေတတ်ပါတယ်ဝါရောင်သုံးဆောင်အဝတ်အစားများကိုမသုံးဆွဲပါနဲ့ဘုရဟုနံများကျိုးပေးပါလိမ့်မယ်စိမ့်လဲတဲ့အယောင်ကိုဝတ်ဆင်ပေးပါချင်ခါတဲ့အရာကိုမိခွဲပေးပါအရှိစုစုရက်ကိုခီးသွားလာခြင်းရှောင်ရှားပေးပါဗျအိမ်တော်ရဲ့ချီတာရရှိပါလိမ့်မယ်ဘုရဟုသားသမီးမိတ်ဆွေများကြုံတွေ့ရပါလိမ့်မယ်ဗျရေရအနေနဲ့ကတော့ဖះကိုပေါက်လူတန်းပေးပါခင်ဗျဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့နောက်မှာလဲနောက်ထပ်တင်တဲ့ဗီဒီယိုများကိုဆက်လက်ကြည့်ရှုနိုင်ရန်အတွက် subscribe ပေးပြီးတော့ notification ခေါင်းလောင်းလေးများနှိပ်ပေးခဲ့ကြပါဦးဗျခုနှစ်သားသမီးအားလုံးအန်ဒီရကင်းပြီးစီးပွားလက်လာပါများတိုးပွားကြပါစေဆန္ဒရှိသည်များစွမ်းဆောင်အောင်မြင်နိုင်ကြပါစေခင်ဗျာ